ဒီကောင်မှထိုင်လို့ရတာလေ အော်ကျောင်းသားတင်နေတူတယ်ထိုင်လေးရပါတယ် ဟုတ်ကဲ့အကူ အကိုလို့မခေါ်ပါနဲ့အသက်ရလဲအဲ့လောက်ကောင်းမှမဟုတ်တော့ဘူးလေရှင်းမြတ်လို့ပဲခေါ်ပါ ဟုတ်ကဲ့ရှင်းမြတ် ဒါဆိုရင်ငါတို့တငယ်ချင်းဖြစ်သွားပြီနော် အင်း တဲဦးမောင်မင်းပါမှာဘာတွေပြနေရလဲလာငါတုတ်ပြီမယ် အော်ရှင်းမြတ်ဘာလို့တာလဲ ချစ်လို့ပေါ့ညစ်တာပါကွာမင်းကလေဘာလဲညွှန်းညင်းလာလား အဲ့လိုတော့မဟုတ်ပါဘူး တဲဦးမောင် ပြောလေရှင်းမြတ် ငါလူတယောက်ကိုချစ်မိနေပြီထင်တယ် ဟာဟုတ်လားပြောပါဦးအခန်းထဲကဘယ်ကောင်မလေးလဲ မဟုတ်ဘူးကွာငါဘယ်လိုပြောရမလဲကွာငါချစ်မိနေတာမင်းကိုပဲတဲဦးမောင် ဟမ်ဟဲ့မနှောင်းနဲ့နော် ငါတကယ်ပြောနေတာတဲဦးမောင်ယောက်ျားချင်းချစ်မိတယ်ဆိုတာမဖြစ်တယ်မှငါသိပါတယ်ဒါပေမဲ့ငါမင်းကိုချစ်တယ် မင်းငါ့ကိုတကယ်ချစ်တာလား တကယ်ဘောကွာမနောက်ဘူးအတီပြောနေတာ ကောင်းပြီလေအဲ့ဆိုရင်ငါစဉ်းစားပေးမယ် တကယ်ပြောရလား ဒါပေမဲ့ဆောင်းခွဲကြည့်ပြီးတဲ့အထီတော့ဆောင်းရမယ်ဘယ်လိုလဲအဆင်ပြေလား ရှားပါတယ်အဓိကမင်းစီဟာအချစ်ကိုရရင်ရပြီပဲလေဘယ်လောက်ပဲစောင်းအောင်ပေါ့ကွာ ကောင်းပါပြီအော်ဒါနဲ့ကြောင်းတက်နေပြီလာအခန်းထဲကိုပြန်ရအောင် ပြန်ကြတာပေါ့